အမှောင်ဆုံးနေအလင်းဆုံးသောညတုံညကဘာနေရာလေးတနေရာပေါ်ဒီနေရာလေးကိုတချို့တွေရှင်းမို့လာကြတယ်တချို့တွေရှုပ်ဖို့လာကြတယ်တချို့တွေရင်းမို့လာကြတယ်အဲ့ဒီနေရာလေးမှာတချို့ကခန္ဓာအောင်ဖန်တီးနေတယ်တချို့ကယုံညံ့အောင်ဖြည့်ဆည်းနေတယ်တချို့ကငြိမ်ချမ်းအောင်ဖြည့်ကျင့်နေတယ်အဲ့ဒီနေရာလေးပေါ်တချို့ကြောင့်တင့်တယ်နေတယ်တချို့ကြောင့်နှိမ်ကျနေတယ်တချို့ကြောင့်တိတ်ဆိတ်နေတယ်အဲ့ဒီနေရာလေးကြောင့်တချို့ဟာပျော်ရွှင်ကြည်နူးနေတယ်တချို့ဟာဝမ်းနည်းပူဆွေးနေတယ်တချို့ဟာလွတ်လပ်တည်ငြိမ်နေတယ်အဲ့ဒီနေရာလေးကတချို့အတွက်မျောလင်းချက်အိမ်မက်ပါတချို့အတွက်ခရောင်းလန်းအိမ်မက်ပါတချို့အတွက်ဗလာနတ္ထိအိမ်မက်ပါအဲ့ဒီနေရာလေးအတွက်တချို့ဆိုရင်အိမ်မက်တွေကိုလှလှပပနှုံးညံ့စွာထုစစ်နေကြတယ်တချို့ဆိုရင်အိမ်မက်တွေကိုအပူတပြင်းတိုက်ခိုက်ကပုံဖော်နေကြတယ်တချို့ဆိုရင်အိမ်မက်တွေကိုအိမ်မက်မှန်တီးခွင့်ရအောင်လှုံနိုးနေကြတယ်အဲ့ဒီနေရာလေးဟာတချို့ကိုအိမ်မက်ထဲမှာပဲအမြဲပျော်ဝင်စေတယ်တချို့ကိုအိမ်မက်ထဲမှာပဲအမြဲနှိမ့်မြုပ်စေတယ်တချို့ကိုအိမ်မက်ထဲမှာပဲအမြဲလန့်နိုးစေတယ်အဲ့ဒီနေရာလေးထဲမှာပဲတချို့ကြတော့ဆွဲလဲနဲ့တသက်တာကန့်ညင်နေခဲ့ပါတယ်တချို့ကြတော့လန့်လွဲနဲ့တသက်တာမောပန်းနေခဲ့ပါတယ်တချို့ကြတော့နိုးထရင်နဲ့တသက်တာလွတ်မြောက်နေခဲ့ပါတယ်နေရာလေးတစ်နေရာပေါ့ရှေ့ပြေး